အားလုံးပဲမင်္ဂလာပါအခုဒီချက်ပန်းခက်ကလေးလောက်တာပြမယ်အဖိုးနဲ့အရွက်ကလေးလောက်တာနော်ဒီလိုအဖိုးလေးနဲ့အရွက်ကလေးလောက်တာအောင်ပြမယ်အဲ့ဒါလောက်ဖို့အတွက်ကိုကျိုးကိုရှည်တာလေးသုံးပေးပါရှည်နိုင်မြန်ရှိရှိလေးယူမယ်ဘလောက်ယူရမယ်လို့တော့မရှိဘူးဒါပေမဲ့ရှိရှိလေးယူမယ်ပြီးသွားရင်စပြီးတော့လုပ်မယ်ဒီမှာကျိုးတစ်စောင်းလေးညှက်ထားတယ်နော်အဲ့ဒါပြီးဒီညှက်ထားတဲ့ဒီထွက်နေတဲ့ဒီအစတွေကိုသူအတွင်းထဲကိုထိုးထည့်မယ်အတွင်းတွေကိုအစာလေးတွေကိုပြန်ပြီးတော့ထိုးထည့်လိုက်ပါမယ်3စိတ်စာလောက်ထိုးထည့်လိုက်တယ်ထိုးထည့်ပြီးရင်အခုဒီထိုးထည့်ထားတဲ့အစာလေးကိုပို့ပြီးတော့တစ်ခါတင်းသွားအောင်လို့ဒီထိုးထည့်ပြီးသားဟာလေးပဲနောက်ထပ်ပြီးထိုးထည့်မယ်အစာလေးတင်းလေးဖြစ်စေခြင်းတော့ထိုးထည့်ထားတဲ့ဟာလေးဒီမှာဒီထူနေတဲ့ဟာလေး3စိတ်စာလောက်ရှိရမယ်အဲ့ဒီဟာလေးညီညီလေးဖြစ်ရမယ်ဒီနားလေးကတော့ဖောင်းနေဒီနားလေးကတော့ခြိုင်နေအဲ့လိုမျိုးတွေမဖြစ်ရဘူးเนาะညီညီလေးအစိတ်ကလေး3စိတ်စာလောက်ရှိရင်ရတယ်เนาะဒီအစာတွတ်ထားတဲ့ဟာလေးကလေဒီမှာဖောင်းနေတဲ့နေရာတိုင်းတိုင်းဒီမှာ3စိတ်ကွက်တီပဲเนาะ3စိတ်ကလေးဒီမှာဒီနှစ်3စိတ်ရှိရင်ရပြီ3စိတ်ကိုအစာထည့်လိုက်ပြီဆိုရင်အခုဒီမှာစပြီးတော့ခောက်ပြီးတစ်ခါဒီအစာထည့်ထားတဲ့ဟာလေးကိုခောက်မှာเนาะချုပ်ရိုးဒီချုပ်ရိုးဒီအမြဲတမ်းအောက်ဘက်မှာပဲထားရမယ်ဒီလိုအပေါ်တိမ်ပြီးမကန်ရအောင်เนาะဘယ်ပန်းမဲချွတ်အောက်မှာထားပြီးတော့ကန်ရမယ်အခုဒီမှာတစ်ခါခောက်လိုက်ပြီညာဘက်လက်ကဒီမှာကျိုးဆွဲထုတ်လိုက်မယ်ဘယ်ဘက်လက်ကဒီတိုင်းမဲ့နေမှာเนาะဆွဲထုတ်ပြီးနောက်တစ်ခါထပ်ခောက်မယ်2ခါသူထပ်ပြီးဆွဲထုတ်လားထပ်ခောက်မယ်3ခါအားလုံး10ခါခောက်မယ်3ခါရပြီ4ခါ5ခါ6ခါခောက်လိုက်တဲ့အခါဒီမျက်နှာပြင်နေသည်ညီနေရမယ်နော်ကြော်ထွက်တင်ရည်ပိုင်းမဖြစ်ရဘူး9ခါ10ခါ9ခါ10ခါ10ခါခောက်လိုက်ပြီ10ခါခောက်ပြီးသွားရင်ကင်တဲ့ခါကြလို့ရှိရင်အခုဒီမှာ10ကောက်ပြီးသွားရင်အခုဒီ10ကောက်မြောက်ကိုဒီလိုအကျက်မသွားတော့ဘူးနည်းနည်းလေးဒီမှာကျိုးလေးနည်းနည်းလေးနော်ရော့တယ်ဆိုလေးနည်းနည်းလေးရော့ပေးလိုက်တယ်10ကောက်နော်ဒါအဖူးဒီထိတ်ကဒီလိုမျိုးလေးချွန်ညင်လို့နည်းနည်းလေးရော့ပေးလိုက်တယ်10ကောက်ပြီးအခုဒီလိုထပ်ပြီးတစ်ခါထပ်ပတ်လိုက်တယ်ချုပ်တာဒီကျတို့ဒီနေရာကိုချုပ်မှာအကူဒီနေရာထိုးကျင်တာအားကြောင့်ဒီလိုထပ်ပြီးပတ်လိုက်တယ်ပတ်ပြီးဒီလိုမျိုးစုပြီးတော့ကင်အနောက်ဘက်ကိုလှည့်မယ်နော်မလာတဲ့ဘက်ကိုလှည့်မလာတဲ့ဘက်လှည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီအလယ်မှာအခုဒီမှာအဖူးဖူးပေါင်းလေးဖြစ်နေတာဒီကျအစာတွတ်ထားတဲ့ဟာအဲ့ဒီဟာကနေစပြီးတော့မှအကုန်လုံးထောက်ရှောက်ထိုးရမယ်ဒီကနေပြီးတော့အကုန်လုံးထောက်ရှောက်အသားကိုထိုးပြီးတော့ထွက်လာအောင်မယ်နော်10ခေါက်မြောက်ကြရင်နည်းနည်းလေးရော့ပေးထားတယ်နော်အရန်မတင်းတော့အကူထိုးပြီးရင်ဆွဲထုတ်မယ်ဆွဲထုတ်ပြီးသွားရင်ဒီချေတို့ခါတိုင်းလိုပဲအဖင်နဲ့2ခါထည့်မယ်အခုဒီဖောင်းနေတဲ့နေရာလေးဒီချေတို့အစာသွတ်ထားတဲ့နေရာကြားရဲ့နေမှာထိုးချလိုက်မယ်နော်အဖင်နဲ့ပဲထည့်တယ်နော်ဆွဲချလိုက်ပြီးဆွဲချလိုက်တဲ့ခါမှာအခုဒီမှာဒီချေတို့တဝက်ပဲတုံမိတယ်ဘာလို့ဆိုအသားခုနဖောက်ထုတ်တော့ကဒီခလဲကနေဒီကျိုးပြက်ခလဲနေထွက်လာတာအဲ့တော့တဝက်ပဲတုံမယ်အဲ့တစ်ခွေလုံးအကုန်လုံးတုံမိသွားအောင်လို့နောက်တစ်ချိန်ထပ်ထည့်မယ်2ခါထည့်မယ်နော်2ခါထည့်လိုက်ရင်တော့အကုန်လုံးတုံမိပြီးသားဖြစ်သွားပြီအဲဆိုရင်ရပြီမှာအကုန်တုံမိပြီးသွားပြီတုံမိပြီးသွားပြီဆိုလို့ရှိရင်အခုဒီမှာသူ့ဒီဟာလေးကိုအခုဒီမှာဒီကျိုးရှည်လေးအောက်ကိုလွှတ်ချပြီးသွားရင်ဒီအပေါ်မှာအဖူးလေးယူမယ်ဒီချေတို့ဒီရော့လာခဲ့တဲ့ဟာလေးကိုတင်းပြီးတော့ဒီလိုအဖူးလေးပုံလာဖော်မှာအဲ့တော့ပုံဖော်မယ်ဆိုတဲ့ခါကျရင်ဒီကျိုးနဲ့အခုတုတ်ထားတဲ့ဒီကျိုးနဲ့အလဲကဒီဖောင်းနေတဲ့ဟာလေးနဲ့ဒီအပေါ်ထိတ်ကအချွန်လေးနဲ့အားလုံးဒီတဒန်းနဲ့ဖြစ်နေရမယ်ဒီလိုဝက်ဝိုက်ကြီးဒီကျိုးတွေမညီတာတွေမဖြစ်ရအောင်နော်နည်းနည်းပြင်းနေကိုလည်းညီနေအောင်သွားပါမယ်မညီလက်ကလေးနဲ့လိုက်ပြီးတော့ပြင်ပေးထိန်ပေးနော်ဒီလိုမျိုးလေးလာမှာအဲ့တော့ဒီနေရာကိုအချီနဲ့ဒီချေတို့ကဒီနေရာကိုတုတ်မှာဒီနေရာတုံးမှာဖြစ်တဲ့အတွက်အကိုအသားရဲမြုပ်ပြီးတော့ဒီနေရာကိုတက်လာမယ်မှလာဘက်ကိုလှည့်လိုက်အနာဘက်ကိုလည်းလှည့်ပြီးကိုတုတ်ချင်တဲ့နေရာအကိုတက်လာမယ်ဟိုဒီမှာခြိထွက်နေတဲ့နေရာကက်ရက်ကနေပြီးတော့အကိုပြန်ထိုးဒီမှာကိုမချိန်တက်လို့ရှိရင်မမှန်းတိုင်နေဒါလေးကိုဒီလိုဆွဲပြီးခြုံကြည့်လိုက်ဒီချေတို့တုံမဲ့နေရာ
ဒီဘက်ဘေးကနေဖြစ်ဖြစ်ဒီဘက်ဘေးကကြိုက်တဲ့ဘက်ကိုရင်ထိုးလို့ရတယ်နော်နှစ်ဘက်စလုံးထိုးမှဖြစ်တဲ့အတွက်ကြောင့်ဒီခြီထွက်နေတဲ့နေရာကက်ရက်ကထိုးပြီးဒီကျိုးတွေအကုန်လုံးအသားတွေမြုပ်ပြီးတော့ထိုးမယ်နော်ထိုးပြီးအခုဒီဘေးကိုအကိုလာထွက်မယ်ထွက်တဲ့ခါကျလို့ရှိရင်ကျိုးတစ်ပြားရဲ့တဝက်ကိုထွက်မယ်ဒီလိုညီမကြည့်နော်ဒီထိတ်ကိုလာမထွက်ဘူးနော်ဘေးလေးကိုထွက်ရမှာပါဘေးကိုထွက်မှမှန်မယ်ထွက်တဲ့ခါကျလို့ရှိရင်ဒီမှာကျိုးအပြားရဲ့အလဲကနေထွက်မယ်အနောက်ကိုကတ်တာတော့အရှေ့ကတ်တာတော့မဖြစ်စေနဲ့အလဲကနေထွက်ဆွဲထုတ်မယ်အဲ့ဒါဆိုလို့ရှိရင်ဒီကျတော့ဒီအသားတွေထိုးလိုက်တာဖြစ်တော့ဒီဘက်ကပတ်ထားတဲ့ဟာတွေအကုန်လုံးတုပ်ပြီးသားဖြစ်သွားတယ်မိပြီးသားဖြစ်သွားပြီအဲ့ဒါပြီးအခုဒီမှာနည်းနည်းလေးပဲခြောင်ခိုင်းတာနော်ဒီအသားလေး10ဘက်မြောက်ကိုနည်းနည်းလေးခြောင်ခိုင်းအများကြီးမဟုတ်နည်းနည်းလေးပဲထိတ်ကလေးနည်းနည်းချွန်သွားရပြီဆွဲပြီးတော့တင်းလိုက်ဆွဲလို့ရတဲ့လောက်တင်းလို့ရတဲ့လောက်ဆွဲတင်းမှာအဲ့ဆွဲတင်းလာတဲ့ဟာလေးကိုခြီကိုဒီဘက်ကနေဟိုဘက်ကနေဒီဘက်2ချက်လောက်ထိုးမယ်2ချက်3ချက်လောက်ထိုးလိုက်ရပြီဟိုနောက်တစ်ချက်ထိုးလိုက်ပြီနော်ဒီခက်လေကိုပဲနော်ခါတိုင်းခုနလိုတို့ပဲကျိုးပြရဲ့တဝက်ကိုပြီးခြီထွက်နေတဲ့နေကက်ကပြန်ထိုးဟိုဘက်ကိုပြန်သွားမယ်ထိတ်ကလေးချွန်သွားအောင်ထိုးနေတာ2ချက်ရှိပြီနော်3ချက်ထိုးမယ်အဲ့လိုပဲခြီထွက်နေတဲ့နေကက်နေအောင်ပြန်ထိုးဟိုဘက်ဘေးကိုတစ်ခါပြန်ထွက်သွားမယ်3ချက်ရှိပြီ3ချက်ရှိပြီဆိုလို့ရှိရင်အခုသူ့ကိုခြီကိုဒီအောက်ကိုပြန်ဆင်းမယ်အောက်ကိုပြန်ဆင်းတဲ့ခါကျလို့ရှိရင်သူ့ကိုခုနတော့ဒီချေတို့ဒီဘက်ကနေတက်လာတော့ဒီဘက်အချမ်းအောင်တုပ်ပြီးသားဖြစ်သွားပြီဒီမှာဒီဘက်ကကြတော့ဒီမှာလွတ်နေသေးတယ်အားကြောင့်သူ့ခြီထွက်နေတဲ့နေရာကက်ရက်ကနေပြန်ထိုးအသားတဲ့မြုပ်ပြီးဒီကျိုးရဲ့အရင်ထိအောက်ကိုဆင်းနာပါမယ်အားရအောင်ဆင်းပေးနော်အောက်ကိုပြန်ပြီးတော့ဆင်းလိုက်မယ်နော်အားဆိုလို့ရှိရင်ဒီလိုမျိုးလေးဖြစ်သွားမယ်ဒီထိတ်အချွန်နဲ့ဒီအလဲဟာနဲ့ဒီကျိုးနဲ့ဒီတန်းတွေဖြစ်နေရမယ်တန်းနဲ့ဖြစ်နေရမယ်တချို့တွေကဒီကျိုးကဒီဘက်ဘေးကိုရောက်နေတာတို့ဒီထိတ်ကအချွန်ကထိတ်မရောက်ပဲဒီဘေးကိုရောက်သွားတာတို့ဖြစ်တတ်တယ်အစမှာဖြစ်ရင်ပြန်ဖြုတ်မယ်ပြန်ဖြုတ်ပြီးလှအောင်ပြန်လုပ်ပေးပါနော်အဲ့လိုမျိုးလေးဖြစ်နေရမယ်ဒါဆိုရင်အဖူးလေးရပြီအဖူးရပြီဆိုရင်အရွက်လောက်တာအောင်ပြပါမယ်အရွက်လောက်ဖို့အတွက်ဒါမလှတဲ့ဘက်ကိုလှည့်လိုက်မယ်နော်ဒါချုပ်ဦးတွေနဲ့မလှတဲ့ဘက်အသားတွေကမြုပ်ပြီးတော့ဝင်မယ်ဒီကျိုးအသားတွေကမြုပ်ပြီးတော့အခုဒီအရင်ကနေမှ3စိတ်ဆိုတဲ့အကွာဝေးကိုအကိုသွားပြီးတော့ထွက်ရမယ်เนาะအခုဒီမှာဒီအရင်ကနေ3စိတ်မှန်မှန်တက်လို့ရှိရင်ပေတန်နေပေကျိုးတွေနဲ့တိုင်းပြီးတော့မှလုပ်ပါเนาะမှန်မှန်တက်ရင်အစမှမှန်မှန်တက်သေးဆိုတော့အခုဒီမှာဒီအရင်ကနေပြီးတော့အစိတ်ကလေး3စိတ်ဒီနေရာလေးကိုလာပြီးတော့ထွက်ရမယ်เนาะကိုမှန်မှန်တက်ရင်ပေကျိုးလေးတွေနဲ့မှန်တိုင်းမှာ3စိတ်ကိုပဲလုပ်အရွက်ကလေ3စိတ်ပဲလှတယ်ဒီထက်ပိုသွားရင်မလှအရွက်ကြီးမလှအောင်အဲ့ဒါ3စိတ်ကိုပဲဖြစ်အောင်လုပ်ပါအခုမှအစသမားကြီးကြီးလာပြီပဲအမြဲတမ်းအားကြောင့်ဖြစ်အောင်တိုင်းမယ်နော်အစိတ်ကလေး3စိတ်ပွင့်ဖက်ခောက်တော့လို့ပဲအစိတ်ကလေး3စိတ်ဒီမှာအရင်ကနေကြည့်လိုက်ရင်မအစိတ်ကလေး3စိတ်ဆိုတဲ့အနေအလေးကိုလာမယ်နော်စိတ်ကလေး3စိတ်ကိုအကိုထွက်လိုက်တယ်ထွက်လိုက်ပြီဆိုရင်ဒီမှာနော်ဒါချီမလှဘက်မလှဘက်ကိုထွက်လိုက်တယ်အရင်ကနေ3စိတ်ထွက်လိုက်တယ်ဆိုလို့ရှိရင်လေသူ့ရဲ့နှက်စအရင်ကနေ6စိတ်ဆိုတဲ့အကွာဝေးကိုကန်ရမယ်မှန်မှန်တက်လို့ရှိရင်ပေကျိုးလေးနဲ့တိုင်းအစိတ်ကလေး6စိတ်နော်ဟိုဒီမှာဒီရှိရှိလေးဆိုရင်4စိတ်5စိတ်6စိတ်အဲ့ဒါ6စိတ်သူ့ရဲ့နှက်စကိုကန်ရမယ်နော်ဒါ6စိတ်အရင်ကနေ3စိတ်ဆိုရင်သူ့ရဲ့နှက်စ6စိတ်ကိုကန်လိုက်မယ်ကန်လိုက်တဲ့နေရာနေပြီးတော့မှဒီမှာခောက်လိုက်ပြီကန်လိုက်တဲ့နေရာခောက်ချလိုက်တယ်နော်အရင်ထိဒီအဖူးရဲ့အရင်အောက်ခြေရအောင်လာကတ်မယ်တစ်ခါအရင်ရောက်သွားပြီဆိုရင်အရင်ကနေမှတစ်ခါဒီဘက်ချမ်းတစ်ခါပြန်လာခောက်မယ်နှစ်ခါဒီမှာဒီလိုမျိုးလေးဖြစ်သွားပြီနှစ်ခါမှန်လို့ရှိရင်လေအင်္ဂလိပ်အခရာဇက်ပုံစံလေးလိုမျိုးဖြစ်သွားတယ်ဒီလိုကန်ရမှာနော်ကန်ပုံကန်နေနေဒီလိုရပြီဆိုတော့မှသူ့အချီကကြတော့လေအခုဒီရဲ့တဝက်မှာရှိနေလိမ့်မယ်3စိတ်မှာဒါဒီရဲ့နေဒီထိဒီ6စိတ်ရှိတာနော်အဲ့ဒီရဲ့တဝက်မှာရှိနေတဲ့အချီသူ့ရဲ့ရှိနေတဲ့နေရာလေးအတိုင်းပဲနေရာမရွှေ့ပဲနဲ့နှစ်ပတ်ပတ်မယ်တစ်ပတ်ပတ်လိုက်ပြီနော်နောက်ထပ်ချီတစ်ခါထပ်ပြီးယူနှစ်ပတ်ပတ်ပြီးတော့အဲ့ပတ်ထားတဲ့နေရာလေးအက်ကိုဒဲထိုးမယ်ဒီမှာအဖေနဲ့မထိုးနော်အသားဖောက်ချပြီးထိုးမယ်ဒီကျိုးအပြရဲ့တဝက်ကိုထိုးလိုက်မယ်ဆွဲချအဲ့ဆိုဒီလိုမျိုးလေးဖြစ်သွားပြီဒါကိုဒီလိုတွန်းတင်လိုက်လို့ရှိရင်သူဒီတည့်ရွက်ကလေးဖြစ်သွားပြီအဲ့တော့တီချေတို့သူ့ရဲ့နှက်ဆယူရတဲ့အကြောင်းရင်းဒီဟိုဘက်3စိတ်ဒီဘက်3စိတ်ညီဖို့အတွက်မဟုတ်ရင်တစ်ဖက်ကတူတစ်ဖက်ကရှည်ဆိုရင်လှမှာမဟုတ်ဘူးဒီခောက်တင်လိုက်တဲ့ဒီအရွက်ကဲထိတ်နဲ့ဒီအဖူးရဲ့အဆုံးလေးနဲ့ဒီလိုလာထိနေတဲ့အနေထားလေးဖြစ်ရမယ်
ဒါမှသာလှမှာနော်တရွက်ကလေးအခုဒီလိုဖြစ်သွားပြီဟာဒီလိုကြာအောက်ကိုကြာနေမလှဘူးသူ့ကိုအနောက်မှာတုံမဲ့ကတ်သွားအနောက်ဘက်ကိုလှည့်ပြီးဝိုင်းတုတ်တာကြတော့ဒီမှာတေချာလိုက်ကြည့်နော်အားလုံးပေါင်းဒီမှာကြည့်လိုက်ရင်ဒီတရွက်တစ်ခုဒီမှာကျိုးကလေးဒီမှာတစ်ကျိုးနှစ်ကျိုးဒီအလဲဥတန်ရတစ်ခုသုံးကျိုးလေးကျိုးငါးကျိုးရှိတယ်ငါးကျိုးမှာဒီချေတို့တုတ်တဲ့ခါကြလို့ရှိရင်အလဲကသုံးကျိုးပဲတုတ်မယ်ဒီဘက်အစွန်ဆုံးနဲ့ဟိုဘက်အစွန်ဆုံးမတုတ်အောင်နော်အလဲကသုံးကျိုးပဲတုတ်မယ်အဲ့ဒီသုံးကျိုးတုတ်တဲ့ခါကြလို့ရှိရင်ထိတ်တက်ကိုသွားမတုတ်ဘူးထိတ်မရဘူးနော်ဒီမှာတဝက်လည်းမဟုတ်ဘူးသုံးကျိုးနှစ်ချိုးလောက်အနေထားလေးအကူထိုးလိုက်တာထိတ်ထိတုတ်ရင်လည်းဒီပန်းကဒီလိုမျိုးအရန်ကပ်ပြီးမလှအောင်အားကြောင့်သုံးကျိုးနှစ်ချိုးလောက်ကိုပဲတုတ်ရမယ်တစ်ချက်ထိုးလိုက်ပြီးအဲ့ဒီတိုင်းပဲနောက်တစ်ချက်ထပ်ထိုးမယ်နှစ်ချက်ထိုးရမယ်နှစ်ချက်ထိုးအဲ့ဆိုလို့ရှိရင်ဒီကအရွက်ကလေးကကတ်သွားပြီအဲ့ဆိုလှသွားပြီတစ်ခုရပြီနောက်တစ်ခုထပ်လုပ်မယ်အောက်မှာဘယ်သူမှမဆိုအဖူးတစ်ဖူးလုပ်ပြီးအောက်မှာအရွက်တွေအများကြီးလာနောက်ထပ်အရွက်ထပ်လုပ်ဖို့အတွက်ကိုသူ့ဒီမှာအသားတွေကမြုပ်ပြီးတော့ခြီကိုဖျောက်ချင်လို့ဒီလိုအသားတွေမြုပ်ပြီးတော့ပြန်စင်းဒီအရွက်ကအောက်ကိုဆင်းပါအရွက်ကဒီနေရာလေးကိုနော်မလားဘက်ကိုလှည့်ထားတယ်နော်မလားဘက်ကနေပြန်ဆင်းသွားပြီဆင်းပြီးသွားပြီဆိုလို့ရှိရင်အခုဒီကနေမှခုနတော့လုပ်သလိုပဲဒီကနေမှ3စိတ်ထပ်ပြီးဆင်းမယ်ဒီကနေ3စိတ်ကိုဆင်းပါမယ်3စိတ်ထက်မပိုပါစေနဲ့ပိုရင်မလှဘူး3စိတ်ဆင်းပြီးခုနတော့လုပ်သလိုပဲအရင်ကနေ3စိတ်ဆင်းလိုက်တယ်ဆိုရင်သူ့ရဲ့နှစ်ဆ6စိတ်ကိုလာကင်မယ်ကင်လိုက်တဲ့နေရာလေးကိုခောက်မယ်အရင်ထိတစ်ခါဒီတရွက်ကအရင်ရောက်ရမယ်နော်အရင်ကနေမှတစ်ခါဟိုဘက်ချမ်းလေးကိုတစ်ခါနှစ်ခါမှန်လို့ရှိရင်အင်္ဂလိပ်အခရာဇက်ပုံစံလေးဖြစ်နေမယ်အဲ့နှစ်ခါကိုနှစ်ပတ်ပတ်မယ်တစ်ပတ်နှစ်ပတ်ပတ်ပြီးသွားရင်ပတ်ထားတဲ့နေရာလေးအကိုဒဲထိုးမယ်အဖေနဲ့မထိုးရဘူးဒဲထိုးမယ်ဒါဆိုရင်ဒီလိုမျိုးလေးဖြစ်သွားပြီဒါကိုအပေါ်တွန်းတင်မယ်အနောက်ဘက်ကိုလှည့်ပြီးသွားပြီဆိုလို့ရှိရင်ခုနတော့လိုပဲသူ့ကိုအနောက်မှာ9ခုရှိတာကိုအလဲ3ခုလေးပဲလှမ်းတုပ်မယ်တုပ်တဲ့ခါ3ချိုး2ချိုးလောက်ကိုပဲတုပ်ပါမယ်နှစ်ချက်တုပ်ရမယ်တစ်ချက်နောက်တစ်ချက်ထပ်တုပ်နှစ်ချက်အဲ့ဆိုရပြီဆိုလို့ရှိရင်အခုနောက်ထပ်အရွက်တစ်ခါထပ်လုပ်မယ်ထပ်လို့ရလဲအဲ့လိုပဲ3စိတ်ကိုထပ်ပြီးတော့ထွက်မယ်ထပ်ပြီးလာမယ်ဒီတိုင်းပဲတောက်လျှောက်လုပ်ရမှာအဲ့တော့အရွက်ကလေးနှစ်ဖက်ပဲရှိသေးတယ်အနည်းဆုံး15ဘတ်ကျိုးကြံသေးတယ်ဆိုရင်16 18 18ကျိတ်တဲ့လောက်လုပ်ရလို့ရတယ်အနည်းဆုံး15ဘတ်ထားပြီးဒီတရွက်ကလေးအဲ့ဒီဟာမျိုးကိုအခက်ပေါင်း9ကတ်လုပ်ပေးရမယ်နော်ဟိုဒါအဖူးနဲ့အရွက်ဒါဒီတစ်ခက်စာပဲရှိသေးတယ်9ကတ်လုပ်ပေးရမယ်တစ်ခက်မှာအရွက်ဒီအနည်းဆုံး15ဘတ်ရှိရမယ်တကယ်လို့ကျိုးကြံသေးတယ်ဆိုရင်16 18ကျိတ်တဲ့လောက်လုပ်ရလို့ရတယ်အင်စာကိုအနည်းဆုံး9ကတ်ပြပေးပါအဖူးနဲ့အရွက်ကလေးကိုနော်အဲ့တော့များလုပ်ပါမယ်အိမ်စာကိုရင်ပုံးကပ်ပန်းနေပါဒီမှာဒီအဖူးနဲ့အရွက်ကအရန်ကြီးတယ်ဒီဟာလေးလှမှသာရင်ပုံးကပ်ပန်းလှမှာပြီးရင်3စိတ်ကိုညီအောင်ယူမယ်နော်ဒါမှသာအရွက်တစ်ခုနဲ့တစ်ခုဒီမှာအဖူးနဲ့လာထိတယ်ဒါတွေဆိုအရွက်ထိတ်နဲ့သူ့ရဲ့အစုံနဲ့ဒါနဲ့လာကတ်နေတယ်ဒီလိုမျိုးလေးဖြစ်မှလှမှာတစ်ခုနဲ့တစ်ခုကအဝေးတွေနီးလိုက်ဝေးလိုက်အဲ့လိုတွေမဖြစ်စေနဲ့နော်အဲ့လိုဖြစ်တတ်တဲ့အစမှာဒီချက်ပေါ်တဲ့အတိုင်းထွာကိုချိန်ပြီးတော့တစ်ခါလုံးရင်တစ်ခါပေချိုးလေးနဲ့တိုင်းသွားရင်လုံးဝမယွင်းပါဘူးလှလေးထွက်လာလိမ့်မယ်နော်အဲ့တော့9ကက်ကလေးလုပ်ပေးပါအိစာလေးတွေကိုပြန်လာပြပေးနော်ပြောတဲ့အရေးအတွက်လေးပြအောင်ပြပေးပါအိစာအောင်အားလုံးပဲအဆင်ပြေကြပါစေရှင်